okay ခုဆိုရင်တော့ကျွန်တော်စိုက်ထားတဲ့ငရုတ်ပင်လေးတွေချင်မောင်ပင်လေးတွေပြီးတော့ငန်းပင်လေးလိုက်ရပါမယ်ဆက်တော့လိုက်ကြည့်တော့ဗျာဟိုလာဒီမှာဒီကချီရောစိတ်ဝင်ရဟိုကြောင်ချိုင်းနေမှာစိုက်ထားတာစိတ်ဝင်တယ်ကြောင်ချိုင်းနေမှာစိုက်ထားတာကြောင်ချိုင်းနေရာလေးမှာဒီစိုက်ရတာပေါ့ဒီကျွန်တော်မြင်ရတယ်မှာတမန်နေနေခင်းတာဆိုတော့ဒီလိုတမန်နေနေခင်းတာဆိုတော့များအဲ့တော့ဒီရှိနေရာလေးဟိုကြောင်ချိုင်းနေမှာသွားပြီးတော့ဒီစိုက်ရတာပြပါမယ်ညာโอเคပေးဆိုင်ကင်းရောက်ပါပြီစိုက်ထားတာစိုက်ထားတာပြပြမယ်စိုက်ထားတာကဒီမှာဆိုရင်တော့ငရုတ်ပင်တွေပါဒါငရုတ်ပင်တွေကြားထဲမှာနာမည်လေးတော့ရောက်နေတယ်ဒါငရုတ်ပင်တွေပါဒီပင်ပြန်ခွဲစိုက်ကငရုတ်ပင်တွေရမ်းများတယ်ရှမ်းနိုင်ငံတရုတ်နိုင်ငံလားအဲ့တော့ဒီနည်းနည်းပြမှာငမင်းနဲ့အုံကြီးပါတယ်နေရာထဲမှာစီနံမှာစီနံလေးတွေပါဒါရတော့ချမောင်မင်းလေးတွေပါချမောင်မင်းလေးတွေဒါလည်းနည်းနည်းလေးပါပဲငမင်းနှဘုံခွဲဆက်ရတော့ပါဒီတဘုံကြီးရယ်ဒီဘုံကြီးပါဒါတော့ကစုရည်ပါကစုရည်ပြင်ပါဒါတော့ချိန်ငါးဒီဒီမှာ